အားလုံးပဲမင်္ဂလာပါခင်ဗျာတဝက်လူနာပြောဆိုဆွေးနွေးဒီပညာမျှဝေရ YouTube channel ကိုလောက်ဆိုတော့စဉ်းစားနေစားကြာပြီပေါ့နော်အမှန်လည်း eBay ပဲနာလောက်ဖြစ်ပါလိမ့်နော်တော်လောက်ဖြစ်ပဲဖြစ်နေရဝေဆွေတချို့နာကပြောစားကြည့်မှတော့လည်းအားပေးရပါလိမ့်အားပေးရလောက်ပေါ့ခုလာကျွန်တော်လောက်မဲဆိုတော့မဖြစ်မနေလောက်မဲဆိုတော့ဆုတ်ချလဲပါလိမ့်နော်အဓိကရည်ရွယ်ချက်လားနံပါတ်1တဝလူနာပြောကြည့်ဆိုကြည့်ဆွေးနွေးကြည့် platform ကိုရှိနေမယ်ကျွန်တော်နေနာလဲကိုလီလာဖြေစာလေကိုရဲ့အတိမိတ်ဆွေကိုဒေတာလို့လည်းမျှဝေဖြစ်မယ်ပေါ့လေနောက်တစ်ခုလည်းအပြည့်မျှဝေအတွက်လီလာရေးနာပို့ပြီးလီလာဖြစ်မယ်ပေါ့လေနော်သူကန်ချောင်းမီချောကမ်းမီပေါ့တောင်းအဖြစ်ပြီးဆိုအမှုတော်လည်းဖြစ်ပြီးဆိုခုမျိုးခက်ခဲကာလမှာကိုနိုင်ရအာနာတစုံတရာပါဝင်ပူပွန်ဆိုကြပြောရမယ်ထားပါနော်ပါဝင်စာမျိုးလဲဖြစ်ပေါ့နော်စိတ်ခွန်အားရအောင်တလည်းရည်ရွယ်ပေါ့ဆိုတော့စဉ်းစားကလာတပန်းတစ်ခါပေါ့လေလာတလုံးလာတပန်းတစ်ခါကိုဖမ်းမလေးလက်ပြေစာပြောင်းဝေးမယ်9မိနစ်နာ7မိနစ်နာ9မိနစ်နာ7မိနစ်ကြာတော့ဖြစ်ရှင်းဖြစ်မယ်ပေါ့နော်ဖြစ်များပေါ့လေနားနေတိုင်းတိတ်ဆဲဆိုကြစဉ်းစားခံလာရှိလာတယ်ရင်းရင်းနှီးနှီးပုံစံမျိုးပဲပေါ့နော်ဟိုတင်တန်းပုံစံမျိုးဟိုပြောပွဲပုံစံမျိုးတီးစာကြီးကိုလာပြုတ်ပြပုံစံမျိုးကိုပဲနာကျွန်တော်ကအမှုစားလီလာဖြင်းအပတ်ကျွန်တော်ကအမှုစားကိုတီးဖြင်းကိုကြီးတို့ညီမတို့ဟမျိုးထန်တော့ဟမျိုးပြုံဟမျိုးစေစားလို့ဆိုတာမျိုးကြည်လာတော့ပုံစံမျိုးနာမျှဝေးစာမျိုးပဲဒီကလမ်းပဲဆိုကြအရှိရွယ်ပါနော်အမျိုးလောအတွက်ဆောက်ဖြတ်ဖြေစားလဲကိုအာရဝန်တာဖြစ်ပြီးပေါ့လေရှင်းဆင်းပြီးလဲပုံမှန်လို့ဖြစ်မဲ့ဆိုကြပုံမှန်လို့ဖြစ်အောင်လုပ်မဲ့ဆိုကြလဲတက်တဲ့ကလာပေါ့နော်နားနေတိုင်းတွေ့ကြမယ်ခင်ဗျာညံတော့စီစီအနေနဲ့နားနေတိုင်းတွေ့ကြမယ်တတ်တာခင်ဗျာကျေးဇူးပါခင်